အမှန်လည်းပြောမယ်ကျွန်တော်မငယ်တွေ့တော့တုံလို့သွားလာပါကျွန်တော်စားတော့သူတို့အရင်တော့လင်းမရဆိုသူတို့အရင်တော့ဟာဆိုအခုမှကွဲသွားဆိုကျွန်တော်သွားစားကြည့်အောင်စားလိုက်တယ်ကျွန်တော်ကောင်းချစ်တာရင်တွေကတီလာကျွန်တော်ဟာမကိုမျောလင်းရမှာလားစာရွယ်မငယ်သူကစကားပြောတာအရန်လာကျွန်တော်အဲ့လိုတော့ကြက်လိုက်တယ်မမကျွန်တော်ဘင်းမကဒီတော့မငယ်တွေ့လို့တုံလို့သွားတော့ဒါ record တွေမှာမပါဘူးဟိုသူရိုက်တဲ့ကင်မရာတွေမှာမပါဘူးကျွန်တော်ချင်းစင်ပေါ်မှာလှမ်းကြက်လိုက်တာ तू ကအဲ့ရောအဲ့ရရန်ကောင်းတော့သူဘာပြန်ပြောလဲဆိုတော့အဲ့ तू ပြောတဲ့စကားမိုက်ထဲမှာပါတယ်ပြေးသက်တွေလည်းခုဒါတော့ကြားတယ်အဲ့ VC ဒီမှာတော့ဘာပြောလဲဆိုမငယ်ကိုတဲ့ကျွန်တော်တွေမကောက်ဘူးကျွန်တော်ရဲ့ဂီတာပါအလေးပြူတာပါဒီနေ့လောက်အောင်နဲ့ဟုတ်တယ်လို့မယ်ကိုကြီးလို့အဲ့ဒါသူ့မှာလေတချင်းလေးတွေရေးနေတယ်ပေါ့နော်ငင်းကလည်းပြောလိုက်တယ်ချင်းငယ်လည်းပြောလိုက်တယ်အကိုလို့ကိုကြီးလို့ဒီချိန်ပါပြန်တွေ့တာဘာလို့အဲ့လိုမျိုးလေးကြလူကပျော်စရာလေးပြင်မယ်လေအဲ့တချင်းလေးရဲ့လို့နောက်ချင်းငယ်အရင်တော့စူတာတွေလွမ်းလို့သေးတော့မယ်ဆိုတချင်းလေးလေအကိုကြီးရေးထားတာအဲ့ဒီချင်းတဲ့ပုံငယ်ပြန်ဆိုမယ်လို့ဟာလောက်တဲ့ပြန်ဆိုမယ်ဆိုတဲ့နောက်ပြီးတော့ဇုံတဲ့တချင်းလဲသူကသူရေးထားတယ်တဲ့ခေါင်းစဉ်လေးနာမည်ကမင်္ဂလာနှစ်ပတ်လေတဲ့ဆိုပြီးတော့ချင်းငယ်စားသားလေးတွေပို့တယ်ဒါပေမဲ့အပီးတော့မဟုတ်သေးဘူးသူ chorus လေးပို့လိုက် verse လေးပို့လိုက်အဲ့လိုမျိုးလေးတွေပေါ့နော်တကယ်ကိုအပီးထီတော့သူမပြီးသွားဘူးဒါပေမဲ့အဲ့တချင်းလေးကတော့တော်တော်လေးလည်းကောင်းတယ်ချစ်ကြစရာအဲ့ဒီချင်းကပေါက်မှာပဲလို့ဆိုလိုက်ရင်ပေါက်မှာပဲဆိုအေးတဲ့အဲ့တချင်းလေးကဘာပဲရာဇဝင်တွေ့မဲ့တချင်းလေးပေါ့ကွယ်တဲ့ဆိုပြီးအဲ့လိုပြောခဲ့ကြတယ်နောက်ပြီးတော့ငင်းတဲ့ဒီ show တွေမှာကြာရင်နောက်ပိုင်းတချင်းတွေအတူတူဆိုဖို့အတွက်နောက်တချင်းအသစ်တွေချင်းတွေလောက်ကြမယ်ပေါ့နော်ဆိုပြီးတော့တိုင်ပင်လွန်ခဲ့တဲ့14ရက်ကဖုန်းနဲ့ပြောတယ်ဟိုပွဲပြီးချင်းပေါ့ပွဲဖုန်းနဲ့ပြောတယ်အဲချင်းကလည်းကိုကြီးတချင်းရေးကားတွေကိုငယ်ဘယ်လိုပေးရမလဲဒါရှိရလေခင်နာတခြားပဲသူ့ကိုကတော့မှချသူဘာမှမပြောအောင်မဟုတ်သူအရင်အာနာတက်တယ်မပြောအောင်ပြောရမယ်အဲ့လိုပေါ့နော်တယောက်နဲ့အဲ့လိုပြောထားတာပေါ့နော်နောက်ပြီးအတူသွားတူလာခဲ့တဲ့အတွက်ကြောင့်ချစ်ငယ်တို့ရဲ့ဘယ်လိုအနုပညာမှာလေချစ်ငယ်တို့ကဟိုမှတ်တမ်းတွေအများကြီးဆိုတဲ့အခါကျတော့သူ့ဘက်လည်းမနာအောင်ကိုယ့်ဘက်လည်းမနာအောင်တယောက်နဲ့တယောက် caring လုပ်သွားကြတဲ့ရဲဘော်ရဲဘက်တွေပါကြီးလာတဲ့ကာလမှာသူအရာရာအားလုံးကိုသူသိခံလာတယ်ခွင့်လွတ်တက်လာတယ်တွေ့ရတာချစ်ငယ်တွေ့ရတာပေါ့နော်အကောင်းမြင်ဝါဒနဲ့ပဲသူအားလုံးကြည့်သွားတာကိုအနိကတွေ့လိုက်ရတယ်အဲ့ဒါလေကုသိုလ်တရားပါပဲအော်သမီးရဲ့ဟိုတဝါလေးတွေဆုံးရှုံးတာတော့ခံစားရသေးတာပဲကြောင်လေးတွေခွေးလေးတွေသေနေအောင်ခံစားရသေးတာပဲကိုရိုတွေအနုပညာသမားချင်းဘာပဲတယောက်ဘသူပဲဖြစ်ဖြစ်ချစ်ငယ်ခံစားရတယ်ဘာပဲကိုမာကြီးဆုံးတော့လည်းချစ်ငယ်ခံစားရတယ်ကိုချင်းကြီးဆုံးတော့လည်းချစ်ငယ်ခံစားကိုခင်မောင်တူကြီးဆုံးတော့လည်းချစ်ငယ်ခံစားရတယ်အမြင်နဲ့တွေ့နေရတာကိုအဲ့တော့ဘသူပဲဆုံးပါတော့ချစ်ငယ်ခံစားပါတယ်သို့တော်လည်းချစ်ငယ်တရားနဲ့ဖြည့်တယ်အရာအလုံးကခဏလေးချစ်ကရမရိုဘူးချစ်ကရတိတ်ပန်နီးကြတယ် तू ကနွဲပြီးတော့နေရချစ်ကရအဲ့ဘုံကတမီးကိုပြောတာချစ်ကရယောက်ျား तू ကမိန်းမလို့အဲ့ဒါကိုချစ်ကရပြောတာ तू ကတခုဆိုခန်းစားချက်တွေတင်ပြအကောင့်တွေပေါ်တင်တယ်ကိုရကျော်ရှင်ဟာလေးအသက်လည်းကြီးပြီးတင်စရာလားလူများတွေကကိုဘလို့ထင်မတော့ तू ကချစ်ငယ်တဲ့စစ်ကောက်တယ်ဆိုလဲတင်တယ်ကိုခန်းစားချက်တွေရှေ့တော့မတင်ရဘူးဆိုတော့ तू ကပြန်နားထောင်တယ်အခုတော့တိတ်ပြီးတော့မတင်တဲ့တင်လေးပေါ့မတို့လည်းကြိုက်စမ်းနဲ့လို့ပြောဟိုဟာနဲ့ပြောဒီဟာနဲ့ပြောဒါမျိုးလည်းပြောခံရလည်းအများကြီးပါပဲတကယ်တမ်းကတော့ခုချိန်လည်းပြန်ပြီးဒါတွေလည်းပြောစရာမလိုတော့ပါဘူးလေကို live တင်တဲ့ကိုဖြစ်နေပြီဆိုတော့ခုချိန်မှာတော့အားလုံးကတကယ်ချင်းပါပဲလူတွေကလည်းတခါကျတော့သူတို့ဖြစ်ချင်တဲ့ဟာကိုအဲ့လိုစိတ်ကူးရင်ပြီးတော့သူတို့ပြောတဲ့သဘောလဲပါလိမ့်မယ်လို့ထင်ပါတယ်ဒါကတော့လေဟိုကိုကနာမည်ရှိနေတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုပြောတာတော့လေကိုကဘာမှတော့လိုက်ပြီးဆင်ခြင်ပေးလို့တော့မရဘူးပေါ့လေနော်ဟုတ်ကဲ့မမျောလင်းမနဲ့ပြစ်သွားတဲ့ဟာလေးဒါကတော့နောက်ပိုင်းကြီးတဲ့လူတွေရဲ့ပုံမှန်မူတည်တာပေါ့နော်မမီကြီးတဲ့အပိုင်းမှာတော့မမီဖြစ်စေချင်တဲ့လူဘာလာတော့စိတ်ထဲမှာမကောင်းဘူးပေါ့ဖူးစာကံပေါ့ဒီရဲ့ချစ်ငယ်ကပြီးတော့ထူပါဘူးလို့သူကတည်းကအတငယ်လေလို့ဖြစ်နိုင်သူငါ့ကိုပြစ်သွားမှသိချတယ်လို့အဲ့တော့ငါသူ့မစစားဘူးအဲ့ဒီအချိန်မှာသူ့ကိုချစ်ငယ်လမ်းခွဲဖို့စကားပြောလိုက်တဲ့အချိန်မှာသူ့ငိုချတာမင်းသမီးတွေပုံချတာ
တက်တွေးတယ်မိသမီးတွေအခုဆိုတော့ဟုတ်သေးပါဘူးမိကလောက်ငါရှင်းပြပါမယ်ပြောပြပါမယ်မတိုက်ကွာတဲ့ခုချပါပြီပေါ့တကယ်တော့လေသူခုချတဲ့ပုံကြီးအဲ့ဒီတော့ကပေါ့တကယ်ခုချတဲ့ပုံကြီးသမီးရဲ့သူ့မေးပြောလည်းမရသူ့ဖေးပြောလည်းမရဆိုတော့ချစ်နေတာအဲ့မှာချစ်နေတယ်တရုပ်ဆောင်လိုက်ရဲ့မိသမီးကငငယ်တနာပါချစ်နေတနာပါကြည့်လိုက်ပါဦးဆိုတော့အော်အဲ့မှာချစ်နေချူသွားတာအဲ့တော့ဟိုမမနဲ့မောင်လေးဖြစ်သွားတာမမနဲ့မောင်လေးဆက်နေသူတွေအားချစ်နေတာ तू ကငယ်တယ်အိမ်အောင်ကြတော့မတည်နေနိုင်ဘူးထင်ပါတယ်ဒါပေမဲ့ဒါကတော့တကယ်တမ်းကြိုက်တယ်တမီးရဲ့ငယ်တာကြည့်တာနဲ့လည်းမဆိုင်ဘူးဒီနေ့တရားသူပတ်စံရှာနိုင်တဲ့အချိန်မှလည်းကိုပြုံးနိုင်ရမယ်သူကြာစင်းချိန်မှလည်းချစ်နေပြုံးနိုင်ရတယ်အဲ့ဒါမှတည်နေမှာမမို့မမမီအောင်မကြည့်ပါတော့ချစ်ငယ်စိတ်ဓာတ်မှာသူတို့အတိဆုံး အဲ့ဒါမမို့နဲ့မယူခင်တည်းကဟိုးပဝေတနီတည်းက तू ဝယ်ထားတာကျွေးမွေးခဲ့အင်္ဂါခွေးဦးနဲ့မကွဲခင်လေးမှာ तू ကရေးဆိုပစ်သွားတာပေါ့နော်ဆိုပစ်သွားတဲ့ဟာကြတော့အနေထိုင်ပန်စီဖြစ်သွားတယ်အော်နေထိုင်နေလို့ဘာမှမစိမဆိုင်မဟုတ်ပါဘူးရှင်ပြိတ္တရေးတရားပြောပြပါဘာမှမဆိုင်ပါဘူးမိုးကြောင်းနာမည်မော်လီတဲ့ဒါပေမဲ့နောက်ပိုင်းတော့လဲကိုအောင်ကြောက်တဲ့နေပြတော့လဲအသေးမာဖို့အချိန်မရှိပါဘူးရီးစားတွေအများကြီးထားတာကိုပကအမှန်တည်းပြောရင်ပြန်ပေါင်းမှုအစီအစဉ်ရှိပါတယ်